ငါတို့တွေတတန်နဲ့ထွက်လာပြီးငါတို့တွေတစ်ဖက်တည်းဖြစ်လာပြီးငါတို့တွေညီညွတ်နေပြီဆိုတဲ့ပုံစံမျိုးကိုပြသရလဲရောက်ပါတယ်ပေါ့နော်မင်္ဂလာပါမြန်မာနိုင်ငံတလွှားကစိတ်ဝင်စားစရာသတင်းထူးများနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြပါခင်ဗျာဒီကနေ့မှာတော့ဒါအရန်ကိုလူစိတ်ဝင်စားမှုများသွားစေတဲ့အကြောင်းရင်းတစ်ခုရှိတယ်ပေါ့နော်အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကတော့ဒါ ULA နဲ့ SEF နဲ့တွေ့ဆုံနေဆိုတဲ့အကြောင်းပေါ့နော်အဲဥစ္စာကိုထုတ်ပြန်ပြီးချင်းမှာကိုပဲပြောဆိုကြသူတွေပေါ့နော်စိတ်ဝင်စားတဲ့အားပေးကြသူတွေအများကြီးရှိပါတယ်အဲ့ထဲမှာကျွန်တော်လည်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ဘာတွေထူးခြားမှုတွေဖြစ်လာနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘာတွေမြင်တွေ့နေရပြီလဲကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရပြီလဲဆိုတဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားပါမယ်အဓိကတော့ဒီတွေ့ဆုံမှုကဘယ်လောက်ထိအရေးကြီးတယ်လဲအရေးပါတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီဖြစ်တဲ့ဒီ SEF နဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်အာခတပ်တော် ULA ကတာဝန်ရှိသူတွေက2026ခုနှစ်ဇူလိုင်လ23ရက်နေ့မှာဒါ online ကနေတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဒီ online ဆွေးနွေးပွဲမှာဒါ SEF လှည့်ကျသဘာပတိခူးရယ်နဲ့ဒါ ULA ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကအဖွင့်အမှားစကားပြောကြားခဲ့တယ်ပေါ့နော်ရှိလာတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကကြောက်တော်ကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်ခဲ့တယ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာပေါ့နော်လုပ်ပြီးတဲ့အချိန်မှာစစ်ကောင်စီ lobby တွေကဘာပြောသလဲဆိုတော့ဒါ AA ကပေါ့နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီထိခိုက်ဒဏ်ရာရသွားတယ်ဒဏ်ရာပြင်းထန်တယ်ဒါတစ်ဖက်နိုင်ငံမှာစေကူတာမှုခံယူနေတယ်ဆိုတော့ပုံစံမျိုးတောင်မှပဲဒါသတင်းတွေပြန်လွှင့်လာတာရှိပါတယ်ပြီးတော့ဟိုဘက်ကလည်းပေါ့နော်ဒါတစ်ဖက်နိုင်ငံကလည်းဒါမဟုတ်ပါဘူးဆိုပြီးတော့ပြန်ပြီးတော့ထုတ်ပြန်ခဲ့ရသေးတယ်ဒါပေမဲ့မြေပြင်မှာတော့ဒါတည့်ရတိုင်းပဲဒါစစ်ကောင်စီဘက်ကတက်ထောက်ခံတဲ့သူတွေကဒီဥစ္စာကိုအကြယ်တဝင့်ပြောဆိုကြရရှိတယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးဒါလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့ဟာကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိလို့ပဲလေကြောင်းတိုက်ခိုက်တဲ့အောင်သူတို့ပြောခဲ့ကြတယ်အဲ့ဒီအကြောင်းကိုကျွန်တော်စုံစမ်းပြီးတဲ့အချိန်မှာဒါရည်မိသေးတယ်ပေါ့လေနော်အော်ဒီကောင်တွေတော်တော်အုံနောက်မဲ့တာပဲပညာမဲ့တာပဲအသိဉာဏ်မဲ့တာပဲယုံတဲ့ကောင်တွေကလည်းယုံကြတယ်ဆိုတဲ့ပုံစံမျိုးတော့ဒါတွေးမိသေးရပေါ့နော်အခုတော့ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီတွေးဆုံမှုမှာအဖွင့်အမှားစကားတောင်မှပြောနေပြီဖြစ်ပါတယ်လေရခိုင်ပြည်တွင်းမှာကြုံတွေ့နေရတဲ့ရေဘေးဖြစ်စဉ်တွေအတွင်းရေဘေးသင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်နိုင်ရေးနဲ့ပြည်내ထူထောင်ရေးကိစ္စတွေလက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ယင်းဒီပွင့်လင်းစွာတိုင်ပင်ဆွေးနွေးခဲ့ကြပါသေးတယ်အဲ့တော့ဒီရေဘေးနဲ့ပတ်သက်တဲ့ဟာကလည်းတော်တော်လေးကူညီမှုတွေလိုအပ်ပါတယ်ဗောနော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကလိုအပ်နေတာပဲဖြစ်တယ်ဗောနော်ပြီးတော့ဒါကျွန်တော်တို့တိုင်းရင်းသားလူမျိုးအချင်းချင်းဖြစ်တဲ့အတွက်ကူညီပေးရမှာဖြစ်ပါတယ်ပြီးတော့ဒါ PD ဖြစ်စရာတိတိလေးတစ်ခုပေါ့လေနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒါ VPN ကမိဘပြည်သူတွေကြီးစုပေးတဲ့ဒီငွေတွေကနေပြီးတော့ဒီအားကပြည်သူတွေပေါ့နော်ရေဘေးတင်တဲ့ပြည်သူတွေအတွက်ကို10သိန်းကျပ်လှူဒန်းပေးပို့ထားရှိပါတယ်ပေါ့နော်အမှန်တော့ကျွန်တော်အများကြီးပေးပို့ချင်တာပါလှူဒန်းချင်တာပါဒီလိုပဲအခြားသောနေရာကပေါ့နော်ဆေးပေးဆောင်ရတဲ့သူတွေပြီးရင်ဒေါ်လာမှာပါဝင်နေတဲ့သူတွေအတွက်ကျွန်တော်တို့ပေးပို့ထားတဲ့ငွေကြီးကလည်းအားလုံးပေါင်း340လောက်ရှိပေါ့နော်ရှေ့ပိုင်းမှာတော့တစ်ဖြက်ကျွန်တော်ကြီးညာပေးခဲ့တာရှိပါတယ်460လောက်ရှိတယ်ပေါ့နော်အခုတစ်ပိုင်းမှာလည်းအဲ့လောက်တော့ရှိပါပြီရှေ့ကာလဟာတွေကလည်းအများကြီးရှိသေးတယ်အဲ့ဒါတော့ဒါမျိုးပြည်သူတွေဝမ်းသာစရာပေါ့နော်အဓိကတော့ကျွန်တော်တို့စုပေါင်းပြီးတော့ဒီလိုမျိုးလုံနိုင်နေတယ်ဆိုတဲ့ဟာကိုလည်းပီတိတိတိလေးဖြစ်အောင်လို့အခုလိုမျိုးဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းတွေ့ဆုံမှုပြီးရင် online ကနေတွေ့ဆုံတဲ့တွေ့ဆုံမှုကိုပြည်သူလူထုတွေကဘာကြောင့်မလို့စိတ်ဝင်စားဖြစ်နေကြတာလဲပေါ့နော်ပြီးရင်စစ်တပ်ထောက်ခံတဲ့သူတွေကဘာကြောင့်မလို့ခံပြင်းနေကြတာလဲသူတို့ခံပြင်းတာကတော့ရှင်းပါတယ်တော်လိုင်းအင်အားစုတွေဘက်ကအခုလိုမျိုးစုစုစည်းစည်းညီညီညွတ်ညွတ်ဖြစ်တာမျိုးကိုသူတို့ကမမြင်ချင်ဆုံးဖြစ်တယ်ဗောနော်အဲ့လိုမြင်ရရင်သူတို့ကခံရအခက်ဆုံးဖြစ်ပါတယ်ဒါကတော့ရှင်းတယ်ဗောလေနော်အဲ့တော့ကျွန်တော်တို့ကရောဘာကြောင့်မလို့စိတ်ဝင်စားရလဲကျွန်တော်လည်းစိတ်ဝင်စားရဗောနော်ကျွန်တော်တကယ်စိတ်ဝင်စားရဘာလို့လဲဆိုရင်ဒီ SEF ဆိုတာက NUG တခုတည်းမဟုတ်ဘူးကချင်ချင်းကရင်နီအပြင်အခုရခိုင်နဲ့ပါတွေ့ပြီဗောနော်ပြီးတော့ဒီ SEF ကဒါအခု AA နဲ့တွေ့တာဗောနော်AA နဲ့တွေ့တဲ့အပြင်ရှေ့မှာစကိုင်း Federal Unit မကွေး Federal Unit နဲ့မန်လေးဒေသမှာရှိတဲ့အစိုးရလွှတ်တော်တာဝန်ရှိသူတွေနဲ့လည်းဇူလိုင်လ19ရက်မှာတွေ့ခဲ့တယ်အကုန်တွေ့တာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအကုန်လုံးနဲ့တွေ့တာဖြစ်တယ်ပြီးရင်အဲ့အဖွဲ့တွေရဲ့အောက်မှာလည်းအဖွဲ့ပေါင်းများစွာပါဝင်နေပေါ့နော်အဲ့တော့အများကြီးပဲဒီတွေ့ဆုံမှုကစီလုံးမှုရဲ့အစလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ပူးပေါင်းလှုပ်ဆောင်နိုင်မှုတွေဖြစ်လာဖို့လမ်းစာတွေရှိလာပြီဆိုတော့ညှော်လင့်ချက်တွေကြောင့်မလို့စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီတွေ့ဆုံမှုထဲမှာ ULA ပါဝင်လာတာကကနဦးအားရစရာလို့ပြောရမှာလည်းဖြစ်တယ်ဒါကနဦးပေါ့လေနော်ဘာကြောင့်လဲဆိုတော့နောက်ပိုင်းတွေးဆုံမှုတွေကရှိမလားဘယ်လိုပုံစံမျိုးသဘောတူညီမှုတွေရှိမလဲပူးပေါင်းဆောင်ရွက်မှုတွေရှိသလဲဆိုတဲ့ဟာကိုလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့လက်တလောအားခတ်တော် A ကမြန်မာနိုင်ငံမှာစစ်ရေးအရာအင်အားအကောင်းဆုံးတိုင်းသားဖွဲ့ကြီးလည်းဖြစ်တယ်ဒါကိုလည်းမကြသေးခင်ကမှပေါ့နော်ဒါ Jamestown Foundation ကနေပြီးတော့အချက်အလက်တွေရှုထောင့်ပေါင်းစုံအများကြီးပဲပေါ့နော်အဲ့လိုမျိုးအချက်အလက်တွေပါဝင်တဲ့သုံးသက်ချက်ဒါသူတေသနာစာတမ်းတစ်စောင်ကိုလည်းထုတ်ပြန်ခဲ့သေးတာဖြစ်တယ်အဲ့တော့တကယ်လည်းမြေပြင်မှာစစ်ကောင်စီကိုစေယုံမဆက်အောင်တိုက်နိုင်တဲ့အဖွဲ့ဖြစ်သလိုရခိုင်တပြည်နယ်လုံးလွတ်မြောက်ဖို့အတွက်လက်တကမ်းအလိုကိုရောက်ရှိအောင်ဆွမ်းဆောင်ထားနိုင်တဲ့
အဖွဲ့ကြီးတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့နေမြေအများပြားကိုထိန်းချုပ်ထားနိုင်တယ်လို့ကိုပိုင်အုပ်ချုပ်ရေးရန်တရားတွေလည်းတိစောက်နေတယ်လက်ရှိမှာတော့စစ်ကောင်စီကိုအကြီးမားဆုံးစီရေး PR ပေးနိုင်တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။တနေ့လေးကွဲလွဲလိမ့်မယ်ထင်တယ်ပေါ့နော်။ဆိုတာကဒီတနားရီလောက်ပဲကြာတယ်ဆိုတော့အစည်းအဝေးတစ်ခုကနေအများကြီးပြောပြလိမ့်မယ်လို့တော့မထင်မိဘူးပေါ့နော်။ဒါကတန်ဦးတွေးဆုံမှုလို့ပဲကျွန်တော်ယူဆတယ်။ဒါကလည်းကျွန်တော်ပွင့်လင်းပြောတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ SCE ရဲ့ဘက်ကလည်းဒါဥဆောင်သူတွေပါတယ် ULA ဘက်မှာလည်းပါမယ်။တယောက်နဲ့တယောက်မိတ်ဆက်ဆရာမလိုအောင်တည်နေကြတယ်ဆိုပေမဲ့လည်းဒါထုံးစံရတော့မိတ်ဆက်ရအောင်မှာဖြစ်ပါတယ်ဗောနော်ဒီတနားရီကျော်ကြာတဲ့စည်းဝေးမှာဒီလိုမျိုးပုံစံမျိုးပဲလှုပ်ဆောင်ရအောင်မှာဖြစ်တယ်ပြီးရင်နှစ်ဖက်လုံးကရည်ရွယ်ချက်တွေရှေ့လုပ်ငန်းစဉ်တွေရှင်းပြပြောပြကြအောင်မယ်ဆိုတော့ဒါကကနဦးတွေ့ဆုံမှုလို့ပဲသုံးသပ်ချင်ပါတယ်ဒါပေမဲ့လည်းဒါကပူးပေါင်းလှုပ်ဆောင်နိုင်မှုတွေရှိလာဖို့အတွက်လမ်းစားလို့လည်းဆိုနိုင်ပါတယ်ဒါကတော့ဒါရည်ရွယ်ချက်ရည်မှန်းချက်တွေထပ်တူကြတဲ့သဘောတူတဲ့နောက်ပိုင်းတွေ့ဆုံမှုတွေရှိမယ်ပြီးရင်ဆက်လက်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေရှိမယ်ဆိုရင်တော့အားရစရာတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါနောက်တစ်ဆင့်တက်ဖို့အတွက်လမ်းစာတွေဖြစ်လာနေပြီလို့ပြောရမှာဖြစ်ပါတယ်ပြီးတော့ဒီတွဲဆုံမှုကအရန်အရေးကြီးတယ်လို့လည်းကျွန်တော်မြင်တယ်ပြီးတော့ယုံကြည်မှုတွေတိုးလာတယ်လို့လည်းဒါယူဆမှာဖြစ်တယ်AA တို့ NUG တို့ကဒါတည့်ရတိုင်းပဲအရင်တော့ကဒါတီးခြားရက်တည်နေတဲ့ပုံစံမျိုးတွေရှိတယ်အောက်ခြေစစ်မြေပြင်မှာပေါ့နော်ဒါပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့အပိုင်းနေတင်နန်းလိုဟာမျိုးပေါ့နော်ဒါပူပေါင်းပြီးတော့ဒါတိုက်ပွဲဝင်တဲ့ဟာမျိုးဒါအောက်ခြေပိုင်းတွေမှာရှိတယ်ဆိုပေမဲ့လည်းဒါအပေါ်ပိုင်းဥဆောင်သူတွေအခုလိုမျိုးတွေ့ဆုံနေဆိုတဲ့ဟာကိုလူသိရှင်ကြားထုတ်ပြလာတယ်ဆိုတာကလည်းဒါကပထမဆုံးဖြစ်ပါတယ်ပေါ့နော်အဲ့တော့အတိုက်ပွဲဝင်တဲ့အပိုင်းတွေကတော့ကျွန်တော်မြေပြင်ကတွန်းလိုင်းအင်အားစုတွေနဲ့ဒါရင်းနှီးနေတဲ့အခါမှာတီးခဲ့မြင်ခဲ့ကြားခဲ့ရတာရှိတယ်ပေါ့ဗျာအဲ့တော့အဲ့အပိုင်းတွေကလေးကတော့တီးတယ်ဒီလိုမျိုးတွေဒါပူပေါင်းလှုပ်ဆောင်နိုင်မယ်ဆိုရင်ပေါ့နော်ဒီထက်ပို့ပြီးတော့ငါတို့တွေမျှော်လင့်လို့ရနိုင်တယ်မြန်ပွဲပြက်အောင်လုပ်နိုင်တယ်ဘာကြောင့်လဲဆိုတော့စစ်ရေးရနီးပြူဟာတွေဒါမျှဝေပေးတာမျိုးတွေရှိလာမယ်ပြီးတော့တော်လိုင်းအင်အားစုတွေအနေနဲ့ပေါ့နော်မြို့သိမ်းတိုက်ပွဲတွေကိုဘလို့ပုံဖော်ကြတယ်လဲဘလို့တိုက်ခိုက်ကြတယ်လဲဘလို့အောင်မြင်အောင်သိမ်းပိုက်ကြတယ်လဲဆိုတော့စစ်နီးပြူဟာတွေပေါ့နော်ပြီးတော့ဒါစစ်မြေပြင်မှာဘယ်လောက်ထိအားခတ်တော် AA ဘက်ကစစ်သားတွေကရဲစွမ်းတတိပြည့်တယ်လဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒါအခြားသောတော်လိုင်းအင်အားစုတွေကစီးပူးခွင့်ရတယ်မျှဝေခွင့်ရတယ်တင်ယူခွင့်ရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်အစောပိုင်းနဲ့ကတော့သိခဲ့တယ်ပေါ့ဗျာဒါပေမဲ့အဲ့နေရာမှာဒါစစ်ကောင်စီဘက်ကစစ်ရေးရပြင်းပြင်းထန်ထန် PR ပေးတာမျိုးတွေရှိလာတဲ့အခါအခြားတနေရာကနေလည်းတိုက်ပွဲတွေဖော်ဆောင်ပေးတာမျိုးပေါ့နော်စစ်ကောင်စီအာယုံထွေပြားအောင်စစ်ကောင်စီရဲ့တနေရာတွေကိုဖိနေတဲ့စစ်ရေး PR တွေရော့ကျသွားအောင်ပေါ့နော်အဲ့လိုမျိုးစစ်ကောင်စီအနေနဲ့စစ်မျက်နှာတွေများသွားအောင်အဖွဲ့အသီးသီးကနေပြီးတော့တိုင်ပင်ပြီးတော့လှုပ်ဆောင်နိုင်တယ်ဆိုတဲ့ဟာကလည်းအရန်ကိုထိရောက်ပါတယ်ပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ဒါပဲပေါ့နော်အချင်းချင်းသာချိတ်ဆက်မှုတွေဆက်သွယ်မှုတွေယုံကြည်မှုတွေတိဆောက်ထားနိုင်တယ်ဆိုရင်ဒါတွေကဖြစ်လာနိုင်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်အဲ့လိုသာဖြစ်လာပြီဆိုရင်စစ်ကောင်စီကသွားပြီပေါ့နော်ဟိုးအရင်တုန်းကအခြေအနေကိုပြန်ရောက်သွားမှာဖြစ်တယ်စစ်ကောင်စီစစ်မျက်နှာတွေအများကြီးနဲ့ဘယ်ကိုစစ်ကူဘလို့ပို့ရမှန်းမသိဘူးလေးရင်အောင်မူးပါတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့အဲ့အနေထားကိုပြန်ရောက်သွားနိုင်တယ်အခုလဲအဲ့လိုပုံစံမျိုးတွေဖြစ်လာနိုင်ဖို့အတွက်လမ်းစာတွေရှိလာပြီလို့ပြောရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အကြီးပိုင်းတွေကစားအခုလိုမျိုးတွေးဆုံမှုတွေရှိလာပြီဒီတွေးဆုံမှုတွေကနေတစင်ယုံကြည်မှုတွေတိဆောက်ပြီးတော့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေရှိလာတယ်ဆိုရင်စစ်ကောင်စီအတွက်အိမ်မက်ဆိုးတွေဖြစ်လာတော့မှာဖြစ်ပါတယ်စစ်ကောင်စီမလိုလားတဲ့အခြေအနေဖြစ်တယ်စစ်ကောင်စီအမြဲတမ်းကြိုးပမ်းနေတဲ့ပုံစံကအဖွဲ့တွေအသီးသီးကိုဒါခွဲထုတ်မယ်ပေါ့နော်ပြီးရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့မယုံမကြည်ဖြစ်အောင်လုပ်မယ်သွေးခွဲတာတွေတက်ရှိုးတာတွေပြဿနာတက်အောင်ပေါ့နော်အဖွဲ့တွေအချင်းချင်းကြားမှာစစ်မဲ့ဖြစ်ပွားအောင်ပေါ့နော်မတည့်မရှုအောင်ပြဿနာတွေဖြစ်နေအောင်အချိန်တွေကုန်နေအောင်ဒါတွေနဲ့ပဲအင်အားတွေကုန်ခန်းသွားအောင်စစ်ကောင်စီကလှုပ်တက်တယ်ပေါ့နော်အဲ့တော့ပြီးမှပဲဒါတီးကြစီပေါ့နော်တစ်ဖွဲ့ချင်းစီသူကငြိမ်းချမ်းရေးဆွေးနွေးမယ်ကမ်းလှမ်းမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကြိုးပမ်းခဲ့တာအားလုံးလည်းသိပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး SCEF အနေနဲ့ပေါ့နော်တော်လိုင်းအင်အားစုတွေအကုန်လုံးနဲ့တွေ့ဆုံပြီးတော့ပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်တဲ့အဆင့်ကိုရောက်လာပြီဒီထက်ပိုပြီးတော့နီးကပ်လာပြီဆိုရင်တော့စစ်ကောင်စီရဲ့အမြဲတမ်းစူးစမ်းလာတဲ့ခုနကနီးဗျူဟာကအလုပ်ဖြစ်တော့မှာမဟုတ်ဘူးသူတို့အတွက်အကြောက်ဆုံးအရာဖြစ်တယ်ကျွန်တော်တို့စီးလုံးမှာစစ်ကောင်စီကအကြောက်ဆုံးပဲအဲ့အကြောင်းကျွန်တော်ကစီးလုံးဖို့လိုတယ်ဗောနော်ဒီလိုမျိုးစစ်ကောင်စီအကြောက်ဆုံးဆိုတဲ့အရာကိုလည်းသိထားတာဖြစ်တဲ့အတွက်ကျွန်တော်ဘာကြောင့်မစီးလုံးနိုင်ရမှာလဲဒီလိုမျိုးပုံစံမျိုးနဲ့ကျွန်တော်လှုပ်ဆောင်နိုင်ဖို့အတွက်အရန်အရေးကြီးလာပါပြီအခုတော့ဒါလမ်းစာတွေမြင်နေရပြီဗောနော်ပြီးတော့ဒီတွေးဆုံမှုကအသွင်ကူးပြောင်းရေးအတွက်လည်းအရန်အရေးကြီးတယ်ကနိုင်ငံတကာအတွက်အကောင်းဆုံးတော်လှန်ရေးသတင်းစကားဖြစ်တယ်ဗောနော်အမေရိကန်ဥရောပအာဆီယံအပါအဝင်နိုင်ငံတကာကြည့်နေတာကတော်လှန်ရေးဘက်ကတကယ်ညီညွတ်ရလားတော်လှန်ရေးဘက်ကတတန်နဲ့ထွက်ရလားဆိုတဲ့ဟာကိုစောင့်ကြည့်နေကြတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဗောနော်ဒီလိုမျိုးတော်လိုင်းတပ်ဖွဲ့တွေကိုကူနိုင်ဖို့တနည်းနည်းနဲ့ပေါ့လေနော်ထောက်ခံဖို့ရက်တီဖို့ကူပေးနိုင်ဖို့ဆိုတဲ့အပိုင်းမှာသူတို့ကဒီလိုပဲကြည့်ကြတယ်ဗောနော်မဟုတ်ရင်ဒါအိမ်တွင်းပြဿနာလို့ပဲဒါရှုမြင်ကြမှာဖြစ်ပါတယ်အခုတော့အဲ့လိုပုံစံမဟုတ်ဘဲနဲ့စစ်ကောင်စီကတစ်ဖက်ဒီဘက်ကဒေါ်လာအင်အားစုတွေကတစ်ဖက်တည်းဆိုတဲ့ပုံစံမျိုးတတန်နဲ့ဆိုတဲ့ပုံစံမျိုးတွေပြီးရင်စုပေါင်းလှုပ်ဆောင်နေတဲ့စုပေါင်းတွန်းလှန်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေပို့ပြီးတော့မြင်တွေ့ရပြီဆိုတဲ့အခါကျရင်
ဒါအများကြီးပဲပြောင်းလဲသွားနိုင်ခြင်းရှိပါတယ်ဗောနော်တခါကြရင်ကျွန်တော်တို့တွေကပြောတတ်ကြတယ်ဗောနော်နိုင်ငံရဲ့အကူအညီတွေကိုမျှော်လင့်နေလို့မရဘူးမျှော်လင့်နေတာတော့လည်းမဟုတ်ဘူးပေါ့လေနော်ဒါပေမဲ့လည်းတချို့ဒါစစ်ကောင်စီပေါ်ပေးတဲ့ PR တွေစစ်ကောင်စီအခုဆိုရင်နိုင်ငံတကာရဲ့အတိမတ်ပြုမှုအရန်လိုချင်တယ်ဗောနော်ဒါပေမဲ့ခုနလိုမျိုးဗောနော်ဒါဒေါ်လာအင်အားစုတွေဘက်မှာနိုင်ငံတကာကရက်တီလာပြီးဆိုတဲ့အခါကျရင်စစ်ကောင်စီလိုချင်ပါတယ်ဆိုတဲ့အရာအကုန်လုံးကိုပိတ်ပင်တာတွေတားဆီးတာတွေပို့ပြီးတော့ PR ပေးတာမျိုးတွေဗောနော်စစ်ကောင်စီပို့ပြီးတော့အားနည်းသွားအောင်လုပ်တဲ့ကိစ္စမျိုးတွေအခုထားပါတော့ဒါလေရင်စီကိစ္စမျိုးတွေဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ပိတ်ဆို့တားဆီးရတဲ့ sanction တွေပို့တိုးတာတွေဒါမျိုးတွေဆိုရင်စစ်ကောင်စီကပို့ပြီးတော့အားနည်းသွားမှာဗောနော်အဲ့တော့ပို့ပြီးတော့ခရီးရောက်မယ်ပို့ပြီးတော့ခရီးမြန်မယ်ဒါကြောင့်မလို့လဲဒါနိုင်ငံတကာကိုသတင်းစကားပါဖို့ကလည်းအရန်အရေးကြီးတယ်သူတို့လည်းစောင့်ကြည့်နေကြတာဖြစ်တဲ့အတွက်အခုလိုမျိုးစုပေါင်းမှုကပေါ့နော်ငါတို့တွေတတန်နဲ့ထွက်လာပြီငါတို့တွေတစ်ဖက်တည်းဖြစ်လာပြီငါတို့တွေညီညွတ်နေပြီဆိုတဲ့ပုံစံမျိုးကိုပြသရလဲရောက်ပါတယ်ပေါ့နော်အဲ့တော့မင်္ဂလာပါမြန်မာနိုင်ငံတလွှားကစိတ်ဝင်စားစရာသတင်းထူးများနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြပါခင်ဗျာ